ကျွန်တော်ဒီနေ့ပြောပြပေးချင်တာလေးကတော့ကျွန်တော်တို့ကပေါ့နော်စီရင်တစ်ခုတိဆောက်ထားတဲ့အခါမှာကျွန်တော်တို့ Excel နဲ့ပေါ့နော် data တွေကိုစီရင်ရိုက်ထားတဲ့အခါမှာကျွန်တော်တို့ကဒီလိုရိုက်ထားခဲ့မိရပေါ့နော်အမှန်ဟိုဟာဆိုရင်တစ်ရက်3လဆိုပြီးတော့ကျွန်တော်တို့ကဒီမှာဆိုရန်ကုန်မန္တလေးမကွေးဆိုပြီးရိုက်ထားခဲ့တယ်ပေါ့လေဒါရောင်းရငွေထားအမောင်းရောင်းရငွေအမောင်းဆိုပြီးကျွန်တော်တို့ရိုက်ထားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုရိုက်ထားခြင်းမှာဒီဟာကျွန်တော်တို့ကယူဆပြီးဒါတစ်ရက်3လလို့ကျွန်တော်တို့ကယူဆပြီးရိုက်ထားခဲ့ပေမဲ့ကွန်ပျူတာကတော့ဒါတစ်ရက်3လလို့မသိပါဘူးဒါကတော့ blank အနေနဲ့ပဲသူကသိတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီမှာ filter စစ်မယ်ဆိုလို့ရှိရင်လည်းသူကfilter စစ်ကြည့်မယ်ဥပမာကျွန်တော်တို့တစ်ရက်3လစီရင်ကိုသိကျင်လို့ filter စစ်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူကဒီတစ်ခုပဲပါလာမှာပါအောက်ကကောင်ကြီးပါမလာပါဘူးအဲ့formula တွေချိန်ရင်လည်းအဲ့လိုပါပဲသူက formula တွေ sin if တို့ဘာလို့နဲ့ချိန်ရင်လည်းသူချိန်လို့မရဘူးပေါ့နော်အဲ့လိုမျိုးစီးရင်တွေကမှန်ကင်နိုင်တော့ပါဘူးအဲ့ဒီအတွက်ကျွန်တော်တို့ကဒီလို blank ဟိုးတွေကိုဒီတစ်ရက်3လဆိုတစ်ရက်3လတွေပေါ့နော်သူနဲ့သက်ဆိုင်ရာတွေလိုက်ဖြည့်ပေးရမှာပါဒီအပေါ်ကအတိုင်းဖြည့်ပေးရမှာပေါ့နော်အဲ့လိုဖြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တခုပြပါမယ်တခုချင်းစီဖြည့်မယ်ဆိုရင်ဒီကောင်လေးကိုဆက်လက်မှတ်လိုက်မယ်အဲ့ဒါပြီးတော့ equal အဲ့ဒါပြီးလို့ရှိရင်เนาะequal ဒီပါလေးကိုဒီကောင်အပေါ်က formula လေးကိုစစ်စစ်ချပြီး formula အပေါ်ကကဏ္ဍမှာ select လုပ်လိုက်ပါမယ်အဲ့ဒါပြီးရင် control enter ကိုနှိပ်လိုက်ရင်ဖြည့်ပြီးသွားပါပြီဒါပေမဲ့ကျွန်တော်တို့ကဒီညာကတော့စီရင်ကနည်းနည်းလေးကျွန်တော်တို့အဲ့လိုတစ်ခုချင်းစီလိုက်ဖြည့်လို့ရသေးတယ်ပဲထားအများကြီးဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုလိုက်ဖြည့်ဖို့အတွက်ကမလွယ်ပါဘူးအဲ့ဒါဆိုတော့ဥပမာစီရင်ကြောင်းအကြောင်းရေး1000 2000 3000ပေါ့နော်ဟို3 4 5000 1000အဲ့လောက်ဖြစ်နေတယ်ဆိုကျွန်တော်တို့လိုက်ဖြည့်ဖို့မလွယ်ဘူးအဲ့ဒါဆိုရင်ကျွန်တော်အလွယ်လို့အမြန်ဆုံးနည်းလေးကိုကျွန်တော်ပြောပြပေးပါမယ်ဒီဒါလေးကို select မှတ်လိုက်ပါပြီးလို့ရှိရင်เนาะဒီ home tab ထဲက file and select ဆိုတဲ့အထဲကိုနှိပ်လိုက်ရင် go to special ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုကြားလိုက်လို့ရှိရင်ဒီလို go to special box လေးကြာလာပါလိမ့်မယ်နောက်တစ်နည်းကတော့ shortcut key နဲ့ဆိုရင်တော့ control G ကိုနှိပ်လိုက်ပါ control G ကိုနှိပ်လိုက်ရင်လည်းဒီမှာ go to ဆိုတဲ့ box လေးကြာလာမယ်အဲ့ဒီထဲက special ဆိုတဲ့ sheet ကိုသွားလိုက်ပါအဲ့မှာ blank ဆိုတာလေးပေါ့နော်ဒီနားမှာ blank ဆိုတာလေးရှိပါတယ်အဲ့ blank ဆိုတာလေးကိုကျွန်တော်တို့ရွေးလိုက်ပါမယ် okay လို့ပေးလိုက်ရင်သူကဒီ blank cell လေးတွေကို select မှတ်သွားပါပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က up to လေးကိုနှိပ်လိုက်ပါ up to နှုတ်လိုက်ရင်ကျွန်တော်တို့အပေါ်ဆုံးကကျွန်တော်တို့ select မှတ်ထားတဲ့အပေါ်ဆုံးရှိမှာ cursor လေးရောက်လာပါမယ်ညီညာချင်းထိုးမယ်ပြီးရင်ဒီကောင်ကျွန်တော်တို့အပေါ်ကဟာကိုယူမှာဖြစ်တဲ့အတွက်အဲ့ဒါလေးကို select မှတ်လိုက်မယ်ပြီးရင် control enter ကိုနှိပ်လိုက်ပါဒီမှာ sheet blank တွေအကုန်လုံးကိုသူ့ရဲ့အကုန်လုံးလိုက်ဖြည့်ပြီးသွားပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ filter စစ်လိုက်ရင်လည်းအဆင်ပြေပြီဒီမှာ filter စစ်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အကုန်ပါတရက်နေ့ဆိုလည်းတရက်နေ့အကုန်ပါလာပြီအဲ့ဒါမှကျွန်တော်တို့စင်ရင်းတွေကိုပေါင်းတဲ့အခါ sin if တို့စတဲ့ပေါ့နော် formula တွေနဲ့ချိန်တဲ့အခါမှာမှန်ပါလားနောက်ထပ်ခုကအဲ့လို blank တွေဖြစ်နေတဲ့ row တွေကိုကျွန်တော်တို့ကဖြတ်ချင်တယ်ဆိုရင်လည်းအဲ့အတိုင်းလေးပဲသွားပါမယ်ဒီမှာဆိုကျွန်တော်တို့ကကျွန်တော်ရဲ့ data မှာ blank row တွေပါနေပေါ့နော်ကျွန်တော်တို့ကဒီ blank row တွေကိုကျွန်တော်တို့ကမလိုချင်တော့ဘူးဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုပါပဲဒီ data ကို select မှတ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်ပြောတဲ့ထဲ control G သို့မဟုတ် file and select ထဲ home ထဲပါ file and select ထဲက go to special ကိုသွားမယ်အဲ့ဒါပြီး blank ကိုလည်း okay အဲ့မှာဆိုသူကဒီမှာ blank row တွေကို select မှတ်သွားပါပြီ right click လေးနှိပ်လိုက်ပါ format cell တွေကိုသွားမယ်အဲ့မှာsorry မှာတော့ right click နှိပ်လိုက်ပါ delete ဆိုတာကိုရွေးလိုက်ပါမယ် right click နှိပ်လိုက်ရင်ဒီမှာအဲ့လိုပြောင်းလိုက် delete ဆိုတာကိုရွေးလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်เนาะကျွန်တော်တို့ကဒီအပေါ်ကိုပေါ့เนาะဒီတကြောင်းစီကိုဖြတ်မှာဖြစ်တဲ့အတွက် set cell app ကိုနှိပ်လိုက်ပါမယ် row တစ်ခုလုံးကိုဖြတ်မယ်ဆိုရင်เนาะ entire row ကိုရွေးလိုက်လို့ရပါတယ်အခုကကျွန်တော်ကဒီ select မှတ်ထားလေးပဲဖြတ်မှာဖြစ်တဲ့အတွက် 80 app ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ် okay လို့ပေးလိုက်ရင်ဒီမှာ blank row တွေကိုဖြတ်လို့ပြီးသွားပါပြီဒါတွေက blank row တွေကိုအလွယ်ကူဖြတ်လို့ရအဲ့ဒီ blank row တွေဖြစ်နေတဲ့ data တွေကိုအမြန်ဖြည့်နည်းလေးဖြစ်ပါတယ်